ဒါပဲရှိပြီရောမင်္ဂလာဘယ်ဥကဘယ်နှလုံးလဲဘယ်ဥ130အလုံး130ဟလားကဲမင်္ဂလာညချမ်းပါမျိုးဒီမင်္ဂလာညချမ်းပါဒါကတော့ကျွန်တော်တို့မနက်ကူတက်ရှိမုံမဟင်းကကျွေးဖို့လို့ချက်ပြုတ်နေတဲ့အနေထားပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်ပြီးရင်တော့တကြံတွင်းကိုပိတ်ပြီးတော့တကြံတွင်းကိုပိတ်ပြီးတော့ဒါမန္တလေးမစိုးရင်တိုက်ကိုတွားပြီးတော့ပါရဟန်းတန်ကသီလရှင်နဲ့ဘာတစ်ထောင်ကျော်လို့တော့ဆရာတော်ကြီးကိုရှောက်ထားတယ်အဲ့ဒီမှာစွန်းနေကတ်မယ်ကျွန်တော်တို့အခုမှမီးလာလားကျွန်တော်တို့ဒါမလင်းဘေးသိနဲ့ကျွန်တော်တို့ရဟန်းတန်ကသီလရှင်ပုဂ္ဂိုလ်ကျွန်တော်တို့မဆိုရင်ကျွန်တော်တို့ကျောင်းတော်ကြီးမှာတော့ကျွန်တော်တို့ဒါတန်ကရဟန်းတန်ကနဲ့သီလရှင်အပါထောင်ကျော်ကိုတော့ရှောက်ထားပါလိမ့်မယ်ဆိုတော့အဲ့ဒါပြီးတာနဲ့နှစ်ဆန်းတရက်နေလှူမှာနော်ဆိုတော့ကျွန်တော်လိုင်းပေါ်မှာတင်ထားတဲ့အတိုင်းပဲဒါကတော့ကျွန်တော်တို့သိန်း100ကျန်တဲ့ကျွန်တော်တို့ဒါစွန်နေစကတ်လှူဒန်းသွားမယ်ပေါ့နော်ပြီးတာနဲ့ကျွန်တော်တို့စကိုင်းဘက်ကိုလည်းထပ်ပြီးတော့သွားအောင်မယ်ဒီကောင်းမှုတွေဟာကျွန်တော်တို့ဒါမလင်ဘေးတင်သွားတဲ့ပြန်လုံတော်မူသွားတဲ့ရဟန်းတန်ကသီလရှင်အပါဝင်တချို့ပေါ့နော်ပြန်လုံတော်မူသွားတဲ့ရဟန်းတန်ကသီလရှင်တွေအပါဝင်လူပုဂ္ဂိုလ်တွေလူမျိုးမေးဘာသာမျိုးကိုရည်မှန်းရည်ရွယ်ရည်စူးပြီးတော့မှလူတန်းတဲ့ကောင်းမှုကုသိုလ်ဖြစ်ပါတယ်လို့နော်နှစ်ဆန်းတရက်နေ့ကိုမန္တလေးမစိုးရင်တိုက်တည်ကြီးမှာလှူမှာဖြစ်ပါတယ်ကျွန်တော်တို့အမျိုးတွေကြောက်ရွံ့ကြဖို့လဲဖိတ်မှန်တကားပြုပါတယ်အခုတက်ရှိမိုးကတော့ကျွန်တော်တို့ဒါမနက်ဖြန်ကကြားလို့ရှိရင်ကျွန်တော်တို့ကျွေးမှာဖြစ်ပါတယ်လို့ဤသူမဆိုလာရောက်ပြီးတော့မှသုံးဆောင်နိုင်ပါတယ်လို့ကျွန်တော်မျိုးပေါင်းသူတော်ကောင်းတွေကိုဖိတ်မှန်တကပြုပါတယ်ဗျာနော်ဤသူမဆိုလာရောက်ပြီးတော့မှသုံးဆောင်ဖို့ဖိတ်မှန်တကပြုပါတယ်ဒီခိုးတယ်မခံနိုင်ဘူးဒီတော့ခိုးတယ်အဲ့တော့ကျွန်တော်တို့ရဲ့လှူဒန်းမှုကိုဒီကနေပြီးတော့ကျွန်တော်တို့တကြံတွင်းပေါ့နော်တကြံတွင်းမှာတော့ကျွန်တော်တို့မန္တလေးမှာရှိမယ်နော်မန္တလေးမှာရှိမယ်လို့နော်မန္တလေးမစိုးရင်တိုက်တည်ကြီးမှာရှိမယ်ခုနကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ဒီကလှူဒန်းမှုဟာသမီးလေးမမှုတန်းလွင်နောက်ပြီးတော့ကျွန်တော်တို့မတ်ဘေဘီမောင်နဲ့ရုပ်ရှင်နဲ့ဗီဒီယိုတီးဥဆောင်ဒါမတ်ဘေဘီမောင်မိသားစုနော်ကိုသားကန်းပေါ့နော်ကိုသားကန်းမတ်ဘေဘီမောင်သမီးငယ်လေးဒါကျွန်တော်တို့သမီးငယ်လေးနာမည်တော့မေးတယ်ဘီလီထုံးလားမသိဘူးနော်ဘီလီထုံးလားမသိဘူးဒီမိသားစုနဲ့နောက်ကျွန်တော်တို့သမီးဆရာလေးတော်သုံးလညာနေရတော့တင်ထားပါသေးတယ်ကျွန်တော်တို့မတ်ဘေဘီမောင်တို့ရဲ့လှူဒန်းမှုလည်းတင်ပေးပါမယ်ကျွန်တော်တို့ဒါလှူဒန်းမှုသိန်းအစိပ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဟိုကအမေတော်ဘေဘီက9သိန်းအမေတော်ဘေဘီက9သိန်းကျန်တဲ့လှူသွားတဲ့အမျိုးကြီးလည်းရှိပါသေးတယ်ဒါမျိုးလေးတွေပေါ့နော်3သိန်း2သိန်းအဲ့လိုမျိုးလေးလှူတာရှိသေးတယ်ကျွန်တော်တို့မြည်သူမျိုးဝါစီရမှကျွန်တော်အလှူမခံပါဘူး line မတက်ပြီးလည်းအလှူမခံပါဘူးကျွန်တော်ပြောခဲ့သလိုပဲအလှူခံနေတဲ့ဒါ pride ဒါကျွန်တော်တို့အမျိုးတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ဘာကြောင့်အလှူမခံတာလဲဆိုရင်ကျွန်တော်အနေနဲ့ပေါပန်း40တွေကျွန်တော်တို့ဒါ page အတူတွေနဲ့ account အတူတွေနဲ့
ကျွန်တော်အနေနဲ့အလှခံနေဆိုမဟုတ်ပါဘူးဒီလူမျိုးမှအလှမခံပါဘူးဒီမှာကျွန်တော်တို့လာရောက်ပြီးတော့မှဝေဒနာရှင်တွေကုသရင်လည်းပဲလှူဒန်းသွားတဲ့သူတို့လည်းပိုင်းဖြည့်ပြစီဆိုတဲ့ဟာမျိုးကိုပဲလက်ခံလိုက်ပါတယ်လို့နော်ဒီလှူဒန်းမှုအားလုံးဟာခုနကကျွန်တော်ပြောခဲ့သလိုပဲငလီဘေးတင်သွားတဲ့ဒါကျွန်တော်တို့ပြန်လည်တော်မူသွားတဲ့ဒါရဟန်းတန်ကသီလရှင်နောက်လူမျိုးမျိုးဘာသာမျိုးဒါလူပုဂ္ဂိုလ်အဲ့ဒါဒီအကြောင်းပြုပြီးတော့မှပဲကျွန်တော်တို့ရီမန်းရီရွယ်ရည်စူးပြီးတော့မှပဲဒီကောင်းမှုကိုကျွန်တော်တို့နှစ်ဆန်းတရက်နေ့မှာရဟန်းတန်ကသီလရှင်အပါ1000ကျွန်တော်တို့ဆွန်စကတ်လောင်းသွားမှာဖြစ်တယ်လို့ကျန်တဲ့လူပုဂ္ဂိုလ်တွေကိုလည်းပဲလူတန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့နှစ်ဆန်းတရက်နေ့ကိုနှီးစက်ရကျွန်တော်တို့လူပုဂ္ဂိုလ်တွေအနေနဲ့လည်းပဲမြစ်တာဖို့အမြကုသိုလ်ပေးဝေငှားရင်ကြွရောက်ခဲ့ကြဖို့လည်းပဲကျွန်တော်ဒီနေ့ကနေပြီးထလောင်းကဖိတ်မနကပြပါတယ်မနေ့ဖြန်ကောင်လည်းပဲတက်ရှိမှုကျွန်တော်ဒါမဟင်းကပေါ့ကြွရောက်ပြီးတော့မှသုံးဆောင်မိဝနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းပဲထလောင်းကဖိတ်မနကပြပါတယ်လို့နော်မင်္ဂလာညချမ်းမှာကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးကြမ်းကြမ်းမာချမ်းချမ်းသာသာရှိကြပါစေတနေ့တာလုပ်ငန်းဆောင်တာတွေအစဉ်ပြေကြပါစေတောကဒုက္ခဟူသည်များအပေါင်းတို့ဒီလည်းပဲပိန်ကြပြပေါ်တွင်ရေမတင်မီတကဲ့သို့လွင့်စဉ်ပပျောက်ပြီးဘေးဆိုးရန်ဆိုးအနေရဆိုးကတ်ဆိုးကြီးများဘေးအမျိုးမျိုးရန်တွေ့တယ်မှကင်ဝေလွင့်စဉ်ကြပါစေလို့နော်အဲ့တော့တူတယောက်မကြမ်းကာရပြုကကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးကျမ်းပါလို့ချမ်းသာကြပါစေဗျာ